Galaxy တွေကအာကာသရဲ့တနေရာမှာအစိမ်းရောင်ရင်းမြန်တစီရဲ့နက်ကိုကြီးမားတဲ့စစ်သုံးရင်တစီကလိုက်လံတက်ခိုက်နေပါတယ်။ခေါင်းဆောင်လိုထင်ရတဲ့ဂျူသားတယောက်ကအစိမ်းရောင်ရင်းမှာရှိနေတဲ့ Omnitrix ဆိုတဲ့အရာကိုလိုချင်နေရဖြစ်ပါတယ်။အဲ့အချိန်တွေမှာစနေသားလေး Benjamin Kirby Bentenison ကတော့စာတင်ခန်းထဲမှာထိုင်ပြီးနွေရာသီပိတ်ရက်မတိုင်ခင်မိနစ်တွေကိုရေတွက်နေုံဖြစ်ပါတယ်။ကျောင်းရဲ့တနေရာမှာတော့ဘူလီကောင်တစုကအနိုင်ကျင့်ပြီးပတ်စံလူနေရကြောင်းဘန်ကလူစွမ်းကောင်းကြီးဝင်လုပ်ပေမဲ့သူ့ဘာရောပြီးတစ်ပင်မှာအချီခံလိုက်ရပါတယ်။ဘန်ကနွေရာသီကျောင်းမရက်စရနဲ့သူ့အဖိုး Max Tennyson ပြင်မတဲ့အတူနေတဝမ်းခွဲအမားဖြစ်သူ Gwendolyn Tennyson တို့နဲ့အတူပိတ်ရက်ရှည်ပျော်ပွဲစားခရီးထွက်ရတော့မှာဖြစ်ပါတယ်။အဖိုး Max နဲ့မြင်းနှစ်ယောက်ကအသက်အရွယ်ရောအကြိုက်ချင်းမှမတူညီကြတာကြောင့်သူတို့ရဲ့ပျော်ပွဲစားခရီးကအစမှတင်တိုင်ပတ်နေပြီဖြစ်ပါတယ်။အဲ့ချိန်အာကာသထဲမှာလည်းအပြန်အလှန်ပြစ်ခတ်ကြရင်အစိမ်းရောင်ဟီမြန်ကမောင်းနေလို့မရတော့တဲ့အတွက်သူ့ရဲ့အရေးကြီးအရာတစ်ခုကိုအရေးပေါ်အခြေအနေဖြစ်ကဘာပေါ်ကိုပို့ဆောင်လိုက်ပါတယ်။တိုက်ဆိုင်သွားနေပဲတယောက်တည်းလမ်းလျှောက်ထွက်လာတဲ့ဘန်ရဲ့အနာကိုပြုတ်ကျလာခဲ့ပြီးအရာရာကိုစူးစမ်းကျင်သိရှိတဲ့စနေသားလေးကလည်းအနာကိုကတ်သွားတဲ့အချိန်မှာအစိမ်းရောင်လက်ပတ်နာရီတစ်လုံးကိုတွေ့လိုက်ရပါတယ်။အဲ့နာရီကချက်ချင်းဆိုသလိုအနားမှာရှိနေတဲ့ဘန်ကိုသူ့ရဲ့ user အဖြစ်ရွေးချယ်လိုက်ပြီးဘလို့ပဲချွတ်မရတော့တာကြောင့်ရှောက်ကလီရင်နဲ့တခုခုကိုနှိပ်မိလိုက်ပါတယ်။နှိပ်လိုက်တာနဲ့ချက်ချင်းပဲဘန်ရဲ့တကူလုံးကမီးလောင်နေတဲ့ဂျိုသားတစ်ကောင်ဖြစ်အသွင်ပြောင်းသွားပေမဲ့သူကိုယ်တိုင်ကတော့လုံးဝမပူတာကြောင့်ဘန်လည်းလက်တက်ဆန်ပြီးမြင်မြင်သမျှကိုမီးနဲ့ရှောက်ပစ်လိုက်ပါတယ်။အဲဒါကြောင့်ပဲတော်မီရှိုးသလိုဖြစ်သွားခဲ့ပြီးအဝေးကနေသတိထားမိသွားတဲ့အဖိုးမက်စ်နဲ့ဂွမ်ကလည်းမိသက်ဆေးဘူးတွေနဲ့ပြေးလာကြပါတယ်။ဂွမ်ကရုတ်တရက်ဂျိုသားဘန်ကိုတွေ့လိုက်ရတဲ့အတွက်ကြောက်ကြောက်နဲ့စော်ထဲလိုက်ပြီးမိသက်ဆေးဘူးနဲ့ပါဖျန်းနေရကြောင်းသူကဘန်တန်နစီဖြစ်တဲ့အကြောင်းနဲ့အောက်ကခဲတွေကရတဲ့နိုင်အကြောင်းကိုပါရှင်းပြလိုက်ပါတယ်။အဖိုးမက်စ်ကလည်းဘန်ကိုထူးဆန်းတဲ့ပုံစံနဲ့တွေ့လိုက်ရတာကြောင့်အံ့ဩသွားပေမဲ့တော်မီကလောင်နေုံဖြစ်တဲ့အတွက်မီးလောင်နေတဲ့ပတ်ပတ်လေကိုမီးကူးစရာမရှိအောင်ထပ်ပြီးရှို့ခိုင်းလိုက်ပါတယ်။အဲ့လိုနဲ့မီးငိမ့်သွားတဲ့အချိန် Galaxy ထဲမှာတော့သူတို့လိုချင်တဲ့ Omnitrix ကကဘာဂျိုဘောကိုရောက်သွားတာကြောင့်ချက်ချင်းလိုက်ယူဖို့အမိန်ပေးလိုက်ပါတယ်။ဘန်ကလည်းရင်ဘက်ကတစ်စိတ်အနီအောင်အချက်ပေးရတဲ့ပုံမှန်စနေသားလေးအဖြစ်ပြန်ပြောင်းသွားခဲ့ပြီးအဖိုးမက်စ်ကတော့ဘန်ပြောတဲ့ထူးဆန်းတဲ့အောက်ကခဲကြီးကိုကြည့်ဖို့ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့အနားမှာလည်းအာကာသတွေကရောက်လာတဲ့စက်ရုပ်က Omnitrix လို့ခေါ်တဲ့အစိမ်းရောင်နိုင်ကိုလိုက်ရှာနေရဖြစ်ပြီးအဲ့ဒီအပြက်အစည်းရဲ့အနားကိုလည်းအဖိုးမက်စ်ကရောက်လာခဲ့ပါတယ်။အသက်ငယ်ပေမဲ့လူတွေကိုကူညီခြင်းစိတ်ရှိတဲ့ဘန်ကတော့သူရထားတဲ့နိုင်အသစ်ဆက်ဆက်လေးကိုကလီရေးနဲ့အခြေခံသုံးတဲ့ပုံစံလေးတွေကိုတည်သွားခဲ့ပြီးဒီတစ်ချိန်မှာတော့မျက်လုံးမပါပါဇက်ပြင်းပြင်းနဲ့ဂျိုသားတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မျက်လုံးမပါပေမဲ့လေပင်မှရှိနေတဲ့အာယုံခံဘဟတ်တွေကခန်းစားလို့ရနေကြကြောင်းကောင်းကောင်းလှုပ်ရှားလို့ရနေခဲ့ပါတယ်။တောထဲကိုထွက်သွားတဲ့အချိန်မှာတော့နိုင်ကိုလာရှာတဲ့ဆက်ရုပ်ကတက်ခိုက်တာကြောင့်ဘန်ကလည်းခွေးလိုမြောက်လို့ဖြက်စီးရင်မဲ့လူသားအသွင်ပြန်ပြောင်းသွားပါတယ်။အနားမှာကနောက်ထပ်တရုပ်ရှိနေတဲ့အကြောင်းဒုက္ခရောက်ပြီလို့ထင်လိုက်ပြီးမဲ့လက်တံပြောင်းတဲ့ခွန်ကခေါ်ပြားနဲ့ပဲပဲနဲ့ဖုတ်ပေးလိုက်ပါတယ်။အဖိုးမက်စ်ကတော့နိုင်ရီကဘာလဲဆိုတာကိုသိချာမသိခင်နောက်တစ်ခေါက်ရှောင်းမကလေးဖို့ပြောပြီးမြဲစနေတာလေးဘန်ကတော့ဂျိုသားဆဲကောင်ပါတဲ့စူပါပါဝါနိုင်ရီကိုအတော်လေးသဘောကျနေပြီဖြစ်ပါတယ်။အဲ့အချိန်မှာပဲရေဒီယိုကနေစက်ရုပ်ကြီးတစ်ကောင်တက်ခိုက်နေရဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အတွက်နိုင်ရီကိုလိုက်ရှာနေကြရဲဆိုတာသဘောပေါက်သွားတဲ့ကြောင့်ဘန်ကတော့သူ့ကြောင့်လူတွေဒုက္ခမရောက်ရအောင်အဲ့ဒီနိုင်ရီနဲ့ပဲကယ်တင်မှုဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဘလို့ကောင်ကဘလို့အတုံးဝင်လဲဆိုတာကိုမသိသေးတဲ့အတွက်ဂျပန်တကောင်ကိုရွေးချယ်လိုက်တဲ့အချိန်မှာခရစ်စတယ်ဂျိုသားတစ်ကောင်ထပ်ပေါ်လာခဲ့ပါတယ်။ပြီးရနဲ့အနားမှာတောင်းကျမ်းနေတဲ့ဆက်ရုပ်ကိုတွားရင်ဆိုင်မိမဲ့တိုက်ပွဲအတွေ့အကြုံလက်လက်ဆက်ဆက်ပဲရှိသေးရဲ့ဘန်ကရှယ်သိက်ခံနေရပြီးဟိုပြေးတီပုံအကွက်နဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ခွမ်အပေါ်လဲကျလာတဲ့တစ်ပင်ကြီးကိုတော့အထာချကျထပ်ပိုင်းခွဲပြလိုက်ပြီးဂျိုသားဆက်ရုပ်က Omnitrix ကိုပြန်ယူဖို့လုပ်ပြီးမဲ့ဘန်ရဲ့မာကျော်တဲ့အရေးပြားကြောင့်ဖြုတ်လို့မရပဲတဖြည်းဖြည်း character နဲ့အသားကျလာတဲ့ဘန်ကလည်းဂျိုသားဆက်ရုပ်ကြီးကိုသူ့ရဲ့လေဆာနဲ့ပဲပြန်ပြီးအဆုံးသတ်ပေးလိုက်ပါတယ်။အောင်မြင်မြင်ကယ်တင်နိုင်လိုက်ပြီမဲ့သူကစနေတာကလေးလေးတယောက်ဆိုတာကိုတော့လူသိခံလို့မရသေးပဲအာကာသတွေကရန်သူခေါင်းဆောင်ကလည်းသူ့လိုက်နေတဲ့ Omnitrix ကိုလူသားတယောက်ကယူသွားရဲဆိုတာသိသွားခဲ့ပါတယ်။ဘန်ကတော့နိုင်ရီထဲမှာပါတဲ့ဂျိုသားတွေအကုန်လုံးကိုလိုက်ဆန်းကြည့်နေပြီးတကောင်ချင်းစီတိုင်းမှာ unit ဖြစ်တဲ့ power နဲ့ ability တွေရှိပေမဲ့နိုင်ရီတစ်စိတ်ကအနီအောင်ဖြစ်သွားရင်တော့လူသားအသွင်ပြန်ပြောင်းသွားတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအစွမ်းနဲ့ပဲဘူလီကောင်တွေမတိလိုက်ခင်မှာတစ်ပင်မော်ပြန်တင်ပေးခဲ့လိုက်ပြီးအဲ့လိုထူးဆန်းတဲ့နိုင်ရီကိုမတော်တဆရရှိခဲ့တဲ့ဘန်တန်နဆင်ကတော့သူ့ရဲကောင်းတာဝန်တွေကိုဆက်လက်ထမ်းဆောင်သွားရတော့မှာဖြစ်ပါတယ်။ဒါကတော့ဘန်တန်အပိုင်း1ဖြစ်ပြီးအပိုင်း2ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။